ကဘာပေါ်မှာရှိတဲ့ဆာဟာရလိုအေယာမသဲကန်နာယာကြီးတွေအားလုံးဟာအပင်တွေနဲ့စိမ့်လန်းတဲ့တောအုပ်ကြီးတွေဖြစ်သွားရင်ဘာဖြစ်လာမလဲပထမဆုံးအနေနဲ့ကန္နာရတွေထဲမှာတစ်ပင်တွေတန်းပေါင်းများစွာရှိလာတာမို့ကဘာလေထုတွေကကာဗွန်တွေကိုအများကြီးစုပ်ယူပေးသွားပါလိမ့်မယ်ဒါပေမဲ့ကာဗွန်တွေလျော့သွားပြီမဲ့လည်းကဘာကြီးဟာပိုအေးမလာပဲအပူချိန်ဟာအရင်ကထက်ပိုမိုမြင့်တက်လာဖို့ပဲရှိပါတယ်အကြောင်းကတော့သဲကန်နာရတွေရဲ့ရွှေဝါရောင်သဲပင်တွေဟာနေရောင်ခြည်ကိုအာကာသထဲပြန်ကန်ထုတ်ပြီးကဘာကိုအေးခံပေးထားလို့ပါအဲ့ဒီနေရာမှာစိမ့်မောင်တဲ့တောအုပ်ကြီးတွေအစားထိုးဝင်လာရင်တောအုပ်တွေကနေပူချိန်ကိုပြန်မထုတ်ပဲအလွန်အမင်းဆုပ်ယူထားပါလိမ့်မယ်ကာဗွန်လျော့လို့အေးမဲ့အချိန်ထက်တောအုပ်တွေကနေပူချိန်ဆုပ်တဲ့အချိန်ကပိုများလို့ကဘာကြီးရဲ့ပူချိန်ဟာတိတိတသာတက်လာမှာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့တောင်အမေရိကမှာရှိတဲ့အမေဇုံမိုးတစ်တောကြီးဟာလုံးဝပျက်စီးသွားမဲ့ဘေးအန္တရာယ်ကြီးကြုံလာရပါလိမ့်မယ်အမေဇုံတောကြီးဟာမိုးရေနဲ့မြေစီလွှာကောင်းကောင်းရပေမဲ့ရေရှည်ရှင်သန်ဖို့အတွက်သဘာဝမြေဩဇာတစ်မျိုးအလွန်လိုအပ်ပါတယ်အဲ့ဒီမရှိမဖြစ်လိုအပ်တဲ့မြေဩဇာကတော့ဆာဟာရကန္နာရကလေနဲ့လွင့်ပါလာတဲ့ဖုံမုတ်တွေက phosphate တွေပဲဖြစ်ပါတယ်အမေဇုံရဲ့မြေစီလွှာဟာမိုးခဏခဏရွာလို့အာဟာရဓာတ်တွေအမြဲမျောပါသွားတတ်လို့ဆာဟာရရဲ့ဖုံမုတ်ကိုပဲအဓိကအမိပြုရတာပါဆာဟာရကန္နာရသီးတာစိမ့်လန်းသွားရင်လေထဲကိုဖုံမုတ်တွေလွင့်မလာတော့ပဲအမေဇုံတောကြီးဟာအာဟာရပြတ်ပြီးသေဆုံးသွားပါလိမ့်မယ်ကမ္ဘာအောက်ဆီဂျင်အများဆုံးထုတ်ပေးတဲ့အမေဇုံတောကြီးပျက်စီးသွားရင်ကမ္ဘာပေါ်ကသက်ရှိတွေအားလုံးအသက်ရှူရခက်လာနိုင်ပါတယ်တတိယအချက်အနေနဲ့ကန္နာရတွေစိမ့်လန်းလာရင်ကမ္ဘာလီတိုင်နှုန်းတွေပြောင်းလဲပြီးမိုးရွာသွန်းမှုပုံစံတွေပါကမောက်ကမဖြစ်ကုန်ပါလိမ့်မယ်အာဖရိကမှာမိုးတွေအလွန်မင်းရွာသွန်းနိုင်ပြီးလက်ရှိမိုးကောင်းတဲ့အာချနဲ့ဥရောပဒေသတွေမှာတော့မိုးခေါင်ရေရှားဖြစ်လာနိုင်ပါတယ်ကန္နာရတွေစိမ့်လန်းသွားရင်လေထုအပူချိန်ပြောင်းလဲပြီးအာရှနဲ့ဥရောပစီမိုးတိမ်တွေတည်ပေးတဲ့ကမ္ဘာလုံးဆိုင်ရာလေစီးကြောင်းတွေပျက်စီးသွားလို့ပါစရုဒ္ဓအချက်အနေနဲ့ကမ္ဘာသမုဒ္ဒရာထဲမှာရှိတဲ့ငါးတွေနဲ့ရေမော်ပင်တွေအတွက်လည်းအစာပြက်လက်မှုတွေကြီးမားစွာကြုံရပါလိမ့်မယ်သဲကန်နာရတွေကလွင့်ထွက်လာတဲ့ဖုံမုတ်တွေကတန်ကြက်တွေဟာပင်လယ်ရေပြင်ထဲကိုကျရောက်ပြီးရေမော်တွေကိုပွားများစေတာပါအဲ့ဒီရေမော်ပင်တွေဟာပင်လယ်ထဲကငါးငယ်လေးတွေအတွက်အဓိကအစာဖြစ်တယ်လို့ကမ္ဘာအောက်ဆီဂျင်ရဲ့တဝက်ကျော်ကိုထုတ်ပေးတာဖြစ်ပါတယ်ကန္နာရတွေစိမ့်လန်းလို့ဖုံမုတ်တွေပင်လယ်ထဲမရောက်ရင်ရေမော်တွေသေဆုံးပြီးသမုဒ္ဒရာဂေဟစနစ်တစ်ခုလုံးပျက်စီးသွားပါလိမ့်မယ်ဒါကြောင့်ကမ္ဘာမြေကြီးပေါ်ကသဲကန်နာရတွေအဆိုတာအလတ်တဟဖြစ်နေတဲ့မြေရိုင်းတွေလုံးဝမဟုတ်ကြပဲဂေဟစနစ်ရဲ့တောတက်ကြီးဖြစ်ပါတယ်